အားလုံးမင်္ဂလာပါဂျပန်မှာကောလိပ်တွေတက်ဂရိုတွေမှာကိုတင်ယူမဲ့ဘာသာရပ်ကိုရွေးတဲ့အခါမှာကိုဝါနာပါတဲ့ဘာသာရပ်ကိုတင်ယူမလားဒါမှမဟုတ်လို့ရှိရင်အလောက်ကန်အခွင့်အလမ်းများတဲ့ဘာသာရပ်ကိုတင်ယူမလားဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲဆွေးနွေးသွားမှာဖြစ်ပါတယ်ဘာကြောင့်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားလဲဆိုတော့ကျွန်တော်ဟိုတလောက fashion college အကြောင်းလေးကိုတင်လိုက်တဲ့အခါမှာတော့ကိုဝါနာပါတဲ့ပညာရပ်လေးတွေကိုတင်ယူစီခြင်းနဲ့ဆိုပြီးတော့မှပဲပြောထားပါတယ်အဲ့ဒီမှာ comment တစ်ခုတွေ့လိုက်ပါတယ်ကိုဝါနာပါတဲ့ဘာသာရပ်ကိုတင်ယူလိုက်ပြီးတော့မှပဲအလုတ်ကင်နေရမရှိလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မှပဲစိုးရိမ်နေတယ်ဆိုတဲ့ comment လေးကိုတွေ့လိုက်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှပဲစဉ်းစားမိတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့ကောလိပ်တွေတက်ဂရိုတွေမှာကိုဝါနာပါတဲ့ကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကိုတင်ယူစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျောင်းတက်တာကကျွန်တော်တို့ကျောင်းသားကတွေပေးပြီးမှပဲပညာသင်ယူရတာပါ။ကျောင်းသားကတွေကလည်းမနှဲပါဘူး။တစ်နှစ်ဆိုလို့ရှိရင်1100ကျော်လောက်ရှိတယ်။နှစ်နှစ်ဆိုလို့ရှိရင်1200ကျော်လောက်ကုန်နိုင်ပါတယ်။ကောလိပ်ဆိုလို့ရှိရင်လည်းနှစ်နှစ်တက်ဂရိုဆိုလို့ရှိရင်လည်း4နှစ်တောင်ချိန်ပေးရပါတယ်။ဒီလိုပတ်စံတွေရောအချိန်တွေရောအများကြီးအကုန်ခံပြီးတော့မှပဲတင်ယူလိလာတဲ့ဘာသာရပ်ကတော့ကိုဝါနာပါတဲ့ကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကိုတင်ယူတာအကောင်းဆုံးလို့ပဲထင်ပါတယ်တစ်ဖက်မှာလည်းပဲအလောက်ကန်ခွင့်လန်းနဲ့ပတ်သက်ပြီးတော့မှပဲမစင်စားလို့မရပါဘူးဒီမှာနားလည်ရလွယ်အောင် fashion ဘိုင်းနဲ့ IT ဘိုင်းအကြောင်းလေးကိုနမူနာအနေနဲ့ပြောရမှာဖြစ်ပါတယ်ကိုကတော့ fashion line ဘက်ကိုစိတ်ဝင်စားတယ်ဒါပေမဲ့လည်းအလောက်ကန်ခွင့်လန်းအနေနဲ့တော့နည်းနည်းခက်တယ်IT ဘိုင်းကိုတော့တိတ်ဆိတ်ဝင်စားဘူးဒါပေမဲ့အလောက်ကန်ခွင့်လန်းကများတယ်ဆိုလို့ရှိရင်အားလုံးကရောဘယ်ဘာသာရပ်ကိုရွေးမှာလဲတကယ်လို့ကိုဝါနာပါတဲ့ fashion line ဘက်ကိုရွေးမယ်ဆိုလို့ရှိရင်တော့ကိုစိတ်ဝင်စားတယ်ဝါနာလည်းပါတဲ့အတွက်ကြောင့်မို့လို့တောင်းတက်ရလည်းပျော်ပါတယ်လိလာရလည်းပျော်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုလည်းအသက်မြန်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့ကျောင်းနေပျော်ပြီးတော့မှပဲစာတော်တယ်ဆိုတဲ့ပုံစံလေးဖြစ်သွားတာပေါ့နော်ကျောင်းပြီးသွားလို့ရှိရင်လည်း fashion ဘိုင်းနဲ့ပတ်သက်တဲ့အလုပ်တွေရလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပေါ့နော်တကယ်လို့ကိုက fashion ဘိုင်းကိုဝါနာပါပေမဲ့လည်းအလုပ်ကင်ခွင့်လန်းများတယ်ဆိုတဲ့ IT ဘက်ကိုလိုက်လို့ရှိရင်ဘယ်လိုဖြစ်မလဲ IT ဘက်ကိုရွေးလိုက်ပြီးတော့မှပဲကိုစာမလိုက်နိုင်တာတော့ကိုဝါနာပါလို့ရှိရင်ကျောင်းတက်ရလည်းပြုံမှာလည်းမဟုတ်တော့ဘူးစိတ်ညစ်နေရမယ်ပေါ့နော်ကျောင်းသားကလည်းပေးပြီးရတဲ့အတွက်ကြောင့်မလို့ကိုဝါနာပါတဲ့ဘာသာရပ်ကြီးကို2နှစ်4နှစ်ကြီးများတော့တင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အားလုံးကလည်းပျော်မှာမဟုတ်ဘူးစာလည်းလုပ်ဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်တကယ်လို့ IT ကိုလေ့လာပြီးတော့မှပဲစိတ်ဝင်စားတော့တယ်ဝါနာပါရဲဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်ကျောင်းတက်ရလည်းပျော်ပြီးတော့မှပဲကိုဝါနာအစ်စ်လေးတွေထပ်ပြီးတော့မှတိုးွားလာတဲ့အတွက်ကြောင့်မလို့ဒီဘာသာရပ်ကိုဆက်ပြီးတော့လေ့လာသွားနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့အလုပ်ကိုင်ခွင့်လန်းပေါ့နော်ခဏကပြောသလိုပဲ fashion ဘိုင်းကိုတင်ပြီးတော့မှပဲ fashion နဲ့ပတ်သက်တဲ့အလုပ်ကိုရသွားလို့ရှိရင်တော့ okay ရပြီပေါ့နော်တကယ်လို့ fashion ကိုတင်ပြီးတော့မှပဲကိုကအလုပ်ကိုင်ခွင့်လန်းကမရဘူးဆိုလို့ရှိရင်လည်း ID ဘိုင်းဘက်ကိုပြောင်းမယ်ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ IT ကကျတော့ဂျပန်မှာအလုပ်ကိုင်ခွင့်လန်းတွေများတယ်။ IT ဘိုင်းကိုအတွေ့အကြုံမရှိလည်းပဲအလုပ်ကိုင်ခွင့်လန်းတွေရရှိပါတယ်။ကျွန်တော်ကြောင်းပြီးတော့မှလုပ်ခဲ့တဲ့ကုမ္ပဏီဆိုရင်လည်းပဲတခြားမေဂျာကနေပြောင်းပြီးတော့မှပဲ IT ဘက်ကိုလာတဲ့လူတွေအများကြီးပါပဲ။ဥပမာစီးပွားရေးဘိုင်းတွေတို့တခြားဘိုင်းတွေပေါ့နော်။အဲ့ဟာနေပြီးတော့မှပဲ IT လာလုပ်တဲ့လူတွေလည်းရှိပါတယ်။ဒါကြောင့်မို့လို့ fashion အလုပ်ကိုမရဘူးဆိုရင်တော့မှ IT ဘက်ကိုလုပ်ကြည့်ပေါ့နော်လုပ်ကြည့်ပြီးမှပဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း IT လုပ်ကိုဆက်ပြီးလုပ်သွားလို့ရပါတယ်တကယ်လို့စိတ်ဝင်စားဘူးဆိုလို့ရှိရင်လည်းကိုတက်ကတော့မှတင်ခဲ့တဲ့ fashion ဘိုင်းဘက်ကိုပြန်ပြီးပြောင်းမယ်ဆိုလို့ရှိရင်လည်းပြောင်းရလွယ်မယ်လို့လည်းထင်ပါတယ်ဒါဆိုလို့ရှိရင် IT ဘက်ကိုပြန်ကြည့်ရအောင်ကိုက fashion ဘိုင်းကိုဝါနာပါပြီးတော့မှပဲ IT ကိုဝါနာမှာပါပဲဆက်ပြီးလေ့လာဖြစ်လို့ရှိရင်ကျောင်းနာပြီးသွားတယ်ဘာမှလည်းမသိလိုက်ဘူးတကယ်လို့ IT အလုပ်ကိုပဲဆက်လုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းစိတ်ညစ်စရာတွေ stress တွေများပြီးတော့မှအလုပ်မှလည်းပျော်မှာတော့မဟုတ်ဘူးပေါ့နော်တကယ်လို့ကိုက IT အလုပ်မလုပ်ချင်တော့ဘူး fashion ဘက်ကိုပြောင်းချင်တယ်ဆိုရင်တော့မှပဲfashion ဘိုင်းကကျတော့အစတည်းကအလုပ်ကိုင်ခွင့်လန်းနေတဲ့အတွက်ကြောင့်မလို့စတိုးဖို့ကခက်သွားပါတယ်တကယ်လို့ကိုက fashion ကြောင်းကိုပြန်တက်မယ်ဆိုလို့ရှိရင်ပတ်စံပြန်ကုန်အောင်မယ်အချိန်တွေပြန်ကုန်အောင်မယ်ပေါ့နော်အရင်ကပေးခဲ့တဲ့အချိန်တွေရောပတ်စံတွေအတွက်ကိုပဲနောက်တစ်ခါပြန်ကုန်ရတဲ့အတွက်ကြောင့်မို့လို့အသက်ကလည်းကြီးသွားပါလိမ့်မယ်အဲ့ဒီမှာ fashion နဲ့ပတ်သက်ပြီးတော့မှပဲကြောင်းပြန်တက်အလုပ်ပြန်လုပ်ဆိုလို့ရှိရင်လည်းဒါလည်းကောင်းတော့ကောင်းပါတယ်အတွေ့အကြုံရတယ်သင်ခန်းစာတွေရသွားပါတယ်ဒါပေမဲ့အချိန်တွေငွေတွေကတော့အများကြီးပိုကုန်သွားတဲ့အတွက်ကြောင့်မလို့ပါဟုတ်ကဲ့ဒါကတော့ကျွန်တော်နှစ်ခုကိုဥပမာအနေနဲ့ပြောပြသွားတာဖြစ်ပါတယ်ဒါကကျွန်တော်အမြင်ဖြစ်တဲ့အတွက်ကြောင့်မလို့မားနိုင်တဲ့အချက်တွေလည်းရှိပါတယ်ဒါတော့စဉ်းစားဖို့အတွက်ကိုပဲဒါ hint အနေနဲ့ပြလိုက်တာပေါ့နော်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ကျောင်းတက်မယ်ဆိုလို့ရှိရင်တော့ကိုဝါနာပါတဲ့မေဂျာကိုအရင်ယူထားပါအလောက်ကင်ခွင့်လန်းကကြတော့အခြေအနေပေါ်မူတည်ပြီးတော့မှပဲအပြောင်းလဲလုပ်လို့ရပါတယ်ဒါကြောင့်မလို့ဘာသာရပ်တွေကိုရွေးတဲ့အခါမှာကိုဝါနာပါတဲ့ဘာသာရပ်တွေကိုစိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုရွေးချယ်ဖို့တော့အကြံပေးခြင်းပါတယ်
တကယ်လို့ကိုကဝါနာပါတာဘာလဲမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့စီးပွားရေးဘာသာရပ်ကိုယူသေးခြင်းနဲ့ခဲဆိုင် KA ပေါ့နော်စီးပွားရေးပိုင်းနေ business ပိုင်းနေအဲ့ဒီ marketing ပိုင်းတွေကိုလေ့လာသင်ယူစေခြင်းနဲ့အဲ့ဒါကြတော့ဝန်ထမ်းပဲလုပ်လို့ကိုယ်ပိုင်စီးပွားရေးပဲလုပ်လို့အသုံးဝင်တဲ့ဘာသာရပ်ဖြစ်ပါတယ်ဒီနေ့ကတော့ college တွေတက္ကသိုလ်တွေမှာကိုတင်ယူမဲ့ဘာသာရပ်ကိုယူတဲ့အခါမှာဝါနာပါတဲ့ဘာသာရပ်ကိုယူမလားအလောက်ကိုင်ခွင့်လန်းများတဲ့ဘာသာရပ်ကိုယူမလားဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲဆွေးနွေးသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးမှန်ချင်မှမှန်ပါမယ်အားလုံးရဲ့အမြင်ကိုလည်းပြောပြပေးပါဦးဒါဆိုလို့ရှိရင်တော့နောက် video တွေမှာပြန်တွေ့ပါမယ် bye bye